အဲ့လိုကောင်မျိုးတွေကိုအဲ့လိုအချောင်သမားတွေကိုဘုန်းဘုန်းတို့ထောက်ခံခဲ့ရတာဘုန်းဘုန်းလူဆိုရင်ပတ်ဆက်ဆက်ပြောပြတယ်ဖုန်းကြီးဖြစ်လို့နော်အဲ့လိုအချောင်သမားတွေအဲ့လိုကောင်မျိုးတွေကိုထောက်ခံခဲ့ရတာနော်ကိုပါဇက်တောင်ကိုယွန်းနေဗျာကိုရှာတောင်ကိုပြန်ဖြတ်ချင်တယ် အားလုံးပဲမင်္ဂလာပါဆမ်းမြန်မာရှင်နေမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရှင်နေဟာဆိုရင်နေ့စဉ်နေဦးတော်ရေးနဲ့ပတ်သက်တဲ့သတင်းထုတ်သတင်းကောင်တွေကိုတန်းဆက်ပေးနေတာမို့ကျွန်တော်တို့ရဲ့ရှင်နေလေးကို subscribe လုပ်ပေးအတိုက်တင်တိုင်းသိအောင်ဘေးနားက notification လေးကိုပါနှိပ်ပေးခဲ့ပါနော်ကျေးဇူးသူများကိုတူပဲကျေးဇူးတင်ပါတယ် ဟုတ်တယ်မလားကိုရှာတောင်ကိုယွန်းနေကိုပါဇက်တောင်ကိုပြန်ပြီးတော့ဖြတ်ချင်တယ်ဗျယွန်းလုံးအားကြီးလို့အခုအမေစုကိုအာဂျင်တီးနားနဲ့ပေါင်းအဲ့ဒီဘေဂလီခွေးကလာအောင်ကြုံဖို့တို့နဲ့ပေါင်းပြီးတော့ဝရမ်းထုတ်တာလဲအဲ့ဒီကောင်တွေပဲเนาะဟိုကအာဂျင်တီးနားကဝရမ်းထုတ်လာမှဒါသူတို့ဗာလဲယူသွလူကြောင်တလူလုံနေကြတာသိလားဒုဋ္ဌလူကြောက်ချင်လူရွှေပြောက်တလူအတိတ်ပေးတလူလုံနေကြတာနောက်တစ်ခုကတာချီလိမ့်မြို့နယ်ဝေခိုက်ကျေးရွာမှာပြည်သူ့စစ်ခေါင်းဆောင်မြင့်အောင်နဲ့စေခိုင်းရက်ကွက်အုပ်ချုပ်ရေးမှူးပေါင်းပြီးတော့ထိုင်းနိုင်ငံသားမူရရာဇာကိုလစဉ်ကြီးတောင်းပြီးတော့အကာအကွယ်ပေးထားတယ်ဟောကြည့်နော်ဒါမဲအောင်လိုင်းလက်အောက်ကတာချီလိမ့်မြို့နယ်ဝေခိုက်ကျေးရွာမှာပြည်သူ့စစ်ခေါင်းဆောင်မြင့်အောင်နဲ့စေခိုင်းရက်ကွက်ကအုပ်ချုပ်ရေးမှူးပေါင်းပြီးတော့ထိုင်းနိုင်ငံသားမူရရာဇာကိုအကာအကွယ်ပေးထားတယ်နောက်တစ်ခုကညောင်ဦးမြို့နယ်ကလူငယ်900ကျော်ကိုစစ်မှုထမ်းဖို့အတွက်စစ်တပ်ကစည်ရင်ကောက်သွားတယ်ကဲညောင်ဦးမြို့နယ်ကလူငယ်900ကျော်ကိုစစ်မှုထမ်းဖို့အတွက်စည်ရင်ကောက်သွားတာနော်မခေါ်သေးဘူးစည်ရင်ပဲကောက်သွားတာအဲ့တော့ဖုံဖုံတို့လည်းမကယ်နိုင်ဘူးဖုံဖုံတို့ပြောကျင်တဲ့နီးလန်းက3နီးပဲရှိတယ်မဲအောင်လိုက်စစ်တပ်ထဲဝင်မလား PDF ထဲဝင်မလားဒီနီးလန်းက2ခုနောက်တစ်ခုကပြည်ပထွက်ပြီးရှောင်မလားအဲ့ဒီ3ခုပဲရှိတယ်အဲ့ဒီ3ခုကလွှဲရင်ဖုံဖုံတို့လည်းဘာနီးလန်းမှမရှိပါဘူးဗျာနော်အဲ့တော့ဒီကနေ့ခေတ်လူငယ်တွေရွေးချယ်စရာလမ်းက3ခုပဲရှိတယ်စစ်တပ်ထဲကိုဝင်မလား PDF ထဲကိုဝင်မလားပြည်ပကိုထွက်ပြီးတော့ရှောင်မလားလမ်း3ခုပဲရှိတယ်ရွေးစရာလမ်း3ခုပဲရှိတော့တယ်ဗျာအဲ့ဒီ3ခုကလွှဲရင်ဖဖိုးတို့မိဘပြည်သူတွေမှာရွေးချယ်စရာဘာတစ်ခုမှမရှိတော့ပါဘူးလူဖြစ်ရှုံးတယ်ပေါ့နော်လူဖြစ်ရှုံးတယ်မြန်မာနိုင်ငံသားဖြစ်ရတာတော်တော်ကိုစိတ်ပြက်စရာကောင်းတယ်ပေါ့ဗျာနောက်တစ်ခုကစစ်ကောင်စီကိုဆိုရှယ်မီဒီယာကနေဝေဖန်လို့ဆိုပြီးတော့ဖမ်းဆီးတာလူပေါင်း2000ရှိတယ်เนาะလူပေါင်း2000ရှိတယ်ဗဇက်ကလေးနဲ့ဝေဖန်တာတောင်သူတို့အဲ့လောက်ကြောက်နေတယ်ဆိုရင်ဟမ်ဟိုကပန်းပန်တာတောင်ဒီလောက်ကြောက်နေတယ်ဆိုရင်အခု PDF တွေကိုမကြောက်เสียလားဖုတ်ကိုလူငယ်တော်တော်များများလာမေးတယ်တော်လည်းရေးဘယ်တော့ပြီးမလဲတော်လည်းဘယ်တော့ပြီးမလဲဆိုတာဖုတ်ကတပ်ပိညုတဉာဏ်ရှင်မြတ်စွာဘုရားမဟုတ်တော့မသိနိုင်ဘူးဒါပေမဲ့ဖုတ်သိတာကိုပြောပြမယ်အဲ့ဒါသတင်းအမှားသတင်းအတုမဟုတ်ဘူးမယုံရင်ဖုတ်တို့ဝိပပြည်သူတွေသတင်းတွေဖတ်ကြည့်စစ်တပ်မှာလေတပ်ကလွှဲရင်ကျန်တာဘာမှသုံးစားလို့မရတော့ဘူးအဲ့ဒါຫນွေဦးတော်လည်း4နှစ်ကျော်ရဲ့အောင်မြင်မှုပဲຫນွေဦးတော်လည်း4နှစ်ကျော်ပါဘာတွေထူးခြားပြောင်းလဲသွားသလဲဆိုရင်စစ်တပ်မှာလေတပ်ကလွှဲရင်ဒီကြီးတက်ဟာစာကြောင်းရုပ်ပဲရှိတယ်နော်နိုင်ငံတနိုင်ငံမှာကြီးတက်ကအဓိကနော်မဲအောင်လိုက်စစ်တပ်ကကြီးတက်အင်အား9သိန်းရှိတယ်ဆိုပြီးတော့စစ်မဖြစ်ခင်ကကြွားထားတာကမ္ဘာအဆင့်38 Standard Army အခုຫນွေဦးတော်လှန်ရေးမှာကြည်စမ်းဒီကြီးတဲ့အင်အား9သိန်းဘယ်ရောက်လို့ရောက်သွားမှမသိတော့ဘူး
ဘယ်ရောက်လို့ဘယ်ပြောက်သွားမှကိုမသိတော့ဘူးပြည်သူတော်ကအတင်းအဓမ္မစစ်မှုထမ်းတပ်သားစုဆောင်းနေရတယ်ကဲအဲ့ဒါသူ့ကြီးတက်ကြီးဘယ်လောက်ပြက်စီးသွားလဲဆိုတာစဉ်းစားကြည့်နော်သူ့ကြီးတက်ကြီးဘယ်လောက်ကြီးပြက်စီးသွားလဲဆိုတာစဉ်းစားကြည့်ဒါကြောင့်ရိုးတော်လိုင်းဘယ်ချေပြီးမယ်ဆိုတာတော့ဖဖို့လဲတပ်ပေကျရညံချင်မဟုတ်တော့မပြောနိုင်ဘူးသေချာတာတစ်ခုကတော့ကြီးတက်ကြီးဟာစာကြောက်ရုပ်တတာပဲရှိတော့တယ်ဘာမှကိုမလှုပ်နှိုင်းတော့ဘူးပေါ့နော်အဲ့ဒါကဖဖို့တို့ရိုးတော်လိုင်းရဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်နောက်တစ်ခုကထိုင်းနိုင်ငံမလေးရှားမှာနေ့စဉ်နေ့တိုင်းသတင်းဆိုးတွေကြားနေရတယ်ဖဖို့အဲ့ဒါကိုပြောပြပြထိုင်းနိုင်ငံစမုတ်စကွန်ခရိုင်နော်တိုင်ကြားမှုကြောင့်တဲ့စမုတ်စကွန်ခရိုင်မှာတိုင်ကြားမှုကြောင့်မြန်မာဈေးတဲ့အလုသမား9ယောက်ဖမ်းခံရတယ်နော်မြန်မာဈေးတဲ့အလုသမား9ယောက်ဖမ်းခံရတယ်အဲ့ဒါဒီအကုန်လုံးမြန်မာပြည်ပြန်ဖို့မှာအဲ့ဒီမှာဟိုအချောင်သမားအဖွဲ့ကဘာမှကိုတုတ်ကိုမလှုပ်တာကိုကြီးစောင်းပါခြင်းလည်းမရှိဘူးနှိုးကြီးစောင်းပါခြင်းလည်းအေးအလူခံပဲဆိုရင်တော့ဗျာလိုင်းပေါ်မှာမြင်လို့တော့မကောင်းဘူးအလူခံပဲဆိုရင်တော့လိုင်းပေါ်မှာမြင်လို့မကောင်းဒီထိုင်းမလေးရှားမှာရှိတဲ့ဒုက္ခသည်တွေဖမ်းခံရပြီမင်းအောင်လိုင်းလက်ထဲကိုပြန်ပို့ခံရပြီဆိုရင်ဘာစောက်တန်မှကိုမထွက်တာဘာစောက်တန်မှကိုမထွက်တာနော်နောက်တစ်ခုကရန်ကုန်လှိုင်သာယာမြို့နယ်နဲ့တောင်တကုံမြို့နယ်ကရက်ကွက်အုပ်ချုပ်ရေးမှူး2ဦးဟာနော်လူမိုက်တွေနဲ့ပြည်သူကိုချင်းချောက်အကြက်ကင်ပြီးတော့မှတွေ့ကြရလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်နော်လှိုင်သာယာမြို့နယ်နဲ့တောင်တကုံမြို့နယ်ကရက်ကွက်အုပ်ချုပ်ရေးမှူး2ယောက်နော်လူမိုက်တွေနဲ့ပေါင်းပြီးတော့ပြည်သူကိုချင်းချောက်တဲ့လူငယ်တွေကိုပေါ်တာဆွဲပြီးတော့တပ်သားသစ်စုဆောင်းတယ်အဲ့တော့လှိုင်သာယာမှာရှိတဲ့လူမိုက်အုပ်ကြီးတွေနဲ့တောင်တကုံမြို့နယ်မှာရှိတဲ့လူမိုက်အုပ်ကြီးတွေကပြည်သူကိုတော်တော်လေးတောင်းကျမ်းနေတယ်ပေါ့နော်တော်တော်လေးတောင်းကျမ်းနေတယ်နောက်တစ်ခုက AR တိုင်းမှာညမထွက်ရအမိန့်ချိုးဖောက်လို့ဆိုပြီးတော့ပြည်သူ30နီးပါးကိုဖမ်းဆီးတယ်ဟောတကယ်တော့အပြစ်မရှိအပြစ်ရှာတာနော်စီလိုအပေါက်ရှာတာပြည်သူကိုAR တိုင်းမှာဘလောက်တောင်ဆိုးလဲဆိုရင်ညဘက်တော့ဘာမပြောညာမပြောနဲ့ခြံအောင်တဲတီကိုပေါ်တာဝင်ဆွဲတာကဲဘလောက်တောင်ဟုတ်ဘူးလို့ရုံမှာအောက်တန်းကျတယ်ဆိုရင်ညဘက်လူတွေအိတ်နေတဲ့အချိန်ကိုဘာမပြောညာမပြောနဲ့ကိုခြံအောင်တဲတီကိုပေါ်တာဝင်ဆွဲတာတဲ့ဗျာဒါ AR တိုင်းမှာနော် AR တိုင်းမှာအဲ့တော့ပြည်သူတွေဟာအဲ့တောင်မအိပ်ရဘူးကြောက်လန့်နေရတယ်ဟောအဲ့ဒါကိုအပြင်ထွက်တော့လဲညမထွက်ရအမိတ်ကိုမလိုက်နာလို့ဆိုပြီးတော့ဖမ်းတယ်တဲ့ဗျာမထွက်ရတော့လဲမထွက်ရလို့တဲ့ဟောကိုယ့်အိမ်မှာကိုအိတ်နေတော့လဲခြံအောင်တဲတီကိုပေါ်တာဝယ်ဆွဲတာလက်ရှိ AR တိုင်းမှာနော်ခြံအောင်တဲတီတောင်ပေါ်တာဝင်ဆွဲတယ်ဆိုမှတော့စဉ်းစားကြည့်ကြပေါ့နောက်တစ်ခုကထိုင်းမှာလမ်းညွန်လုပ်တဲ့မြန်မာ3ဦးဖမ်းဆီးပြီးတော့ဒဏ်ရိုက်ခံရတယ်ကဲနော်လမ်းညွန်လုပ်တဲ့မြန်မာ3ဦးဖမ်းဆီးပြီးတော့ဒဏ်ရိုက်ခံရတယ်ဒီကနေ့ပြောချင်တဲ့အရေးကြီးဆုံးသတင်းပဲဒီသတင်းဟာတော်လှန်ရေးသမားတွေအတွက်အရေးကြီးဆုံးမဲဆောက်လိုတက်ကုံတိုက်မှာရှိတဲ့အောရွာစာရွှေဆိုင်မှာနော်တကိုယ်တော်တနတ်သမားတယောက်ကဓမြဝင်တိုက်သွားတယ်ဘတ်ငွေ48သန်းကျော်တန်ရွှေတွေပါသွားတယ်ဘတ်ငွေ48သန်းကျော်တန်ဆိုအများကြီး48သန်းဆိုနည်းတဲ့ပတ်စံနေမဟုတ်ဘုံတို့တသိန်းကိုပဲ300ကျော်တယ်လေတသန်းဆိုရင်3000ကျော်တယ်ကဲတသန်းကိုပဲ3000ကျော်တယ်48သန်းဆိုတော့ဘုံတို့3000ချီသွားပြီ3000ချီသွားပြီနော်3000ချီတန်ဖို့ရှိရွှေတွေကိုတကိုယ်တော်တနတ်သမားတယောက်ကဓမြဝင်တိုက်သွားတာဖုံကတော့အဲ့ဒါကိုတကက်ဓမြလို့မထင်ဘူးအဲ့ဒါကဘယ်လိုပြောမလဲပြဿနာဖန်နီးတယ်လို့ဖုံထင်တယ်
ဖော်ဖော်ရဲ့အတွေးကိုဖော်ဖော်ရဲ့အယူဆနဲ့ဆိုရင်အဲ့ဒါတော်တော်ကိုအရေးကြီးတယ်တက်ကိုမဲဆောက်မှာပြဿနာဖန်တီးတယ်လို့ဖော်ဖော်ထင်တယ်အခုတနတ်သမားတယောက်ထဲကနေပြီးတော့ဒီလိုစီကံပြေဝတဲ့ထိုင်းနိုင်ငံလိုနိုင်ငံကြီးမှာတယောက်ထဲနဲ့လိုတက်ကရွှေဆိုင်မှာဓမြဝင်တိုက်တယ်ဆိုတာစဉ်းစားကြည့်ပါဘလောက်အတင့်ရဲလဲလိုတက်ဆိုတာအရန်ကိုစီကားတယ်နော် CCTV တွေအကုန်တက်ထားတယ်အဲ့ဒီမှာတယောက်ထဲနဲ့ဓမြဝင်တိုက်သွားတယ်ရွှေတပိတ်တာကျော်ပါသွားတယ်တန်မိုးကဘန်းငွေ48တန်းကျော်အဓိကပြောချင်တာအဲ့ဒါပြဿနာဖန်တီးတာဘာပြဿနာလဲဆိုရင်ဖုံတို့မဲဆောက်မှာရှိတဲ့နော်တော်လှန်ရေးသမားပြည်သူတွေကိုပြဿနာရှာခြင်းလို့ဟာမဲဆောက်မှာမတည်ငြိမ်တော့ဘူးမဲဆောက်မှာဓမြတွေဖြစ်လာပြီးတခိုးတွေဖြစ်လာပြီးဒါမြန်မာတွေကြောက်လို့ပြောချင်တာသိတယ်မလားအဲ့ဒါကိုအကြောင်းပြပြီးဖုံတို့မြန်မာတွေကိုပတ်စိတ်တိုက်ဖမ်းလိုက်မယ်ပြောချင်တာအကြောင်းရှာတာအခုကြားပြကိုတရုတ်ကဝင်စည်းကျင်တော့ဘာလုပ်လဲသူတို့နိုင်ငံကမော်ဒယ်တွေမင်းသားတွေကိုကြားဖြတ်တဲ့ကိုပို့တာတွေ့လားအဲ့ဒါတိုက်ဆိုင်တာမဟုတ်ဘူးတမင်တကာဖြစ်တာဒါကြောင့်ကြားပြန့်ကိုတရုတ်ကဝင်ဖမ်းကျင်တော့ဝင်စည်းကျင်တော့ဘာလို့လဲဆိုသူတို့နိုင်ငံကမော်ဒယ်တွေမင်းသားတွေကိုကြားဖြတ်တဲ့ကိုထည့်တယ်ထည့်ပြီးတော့ဒီကြားဖြတ်ကိုကဘာကျော်အောင်လုပ်တယ်ကဲနော်အဲ့လိုကဘာကျော်အောင်လုပ်ပြီးမှတရုတ်ကသူ့ခွင်ထဲရောက်ပြီးဆိုတော့အသာလေးဝင်လာတယ်အဲ့ဒါကြားဖြတ်တော့အခုလဲမဲဆောက်ကဓမြကိစ္စဟာပေါ်သေးသေးမဟုတ်ဘူးတရင်ဖုံးတာလည်းမဟုတ်ဘူးတရင်ဖုံးတာမဟုတ်ဘူးမဲဆောက်မှာရှိတဲ့မြန်မာတွေကိုဖမ်းကျင်လို့ပြဿနာဖန်တီးတာဖမ်းကျင်လို့ပြဿနာဖန်တီးတာသဘောပေါက်လားဟာမဲဆောက်မှာတရားဥပဒေမစိုးမိုးတော့ဘူးလုံခြုံရေးတွေအားနည်းနေတယ်မဲဆောက်မှာဓမြတွေရောက်နေတယ်တခိုးကြပိုးတွေရောက်နေတယ်အဲ့တော့ကဲမဲဆောက်ဟိုတယ်တွေဈေးဆိုင်တွေတက်ကိုကန်းတွေအိမ်တွေပတ်စိတ်တိုက်လုံခြုံရေးတွေယူဝင်းရှာတွေ့သမျှဥပဒေနဲ့မညီတာအကုန်ဖမ်းအဲ့လိုလှုပ်ချင်လို့ပြောချင်တာကမဲအောင်လိုင်းလက်ချက်တွေပါတယ်မဲအောင်လိုင်းလက်ချက်တွေပါတယ်မဲဆောက်မှာဘသူတွေအများဆုံးနေတာလဲဖိုးဖိုးတို့ပြည်သူတွေသိတယ်မဲဆောက်မှာနိုင်ငံရေးသမားတွေအများဆုံးနေတာစစ်ဘေးရှောင်တွေအများဆုံးနေတာနော်မဲဆောက်မှာဘယ်လိုလူတွေနေလဲနိုင်ငံရေးသမားတွေအများဆုံးနေတယ်စစ်ဘေးရှောင်တွေအများဆုံးနေတယ်တော်လှန်ရေးသမားတွေအများဆုံးနေတယ်ထောက်ဖို့တွေအများဆုံးနေတယ်စဉ်းစားကြည့်နော်အဲ့ဒါကိုမဲအောင်လှိုင်ကသိတယ်နော်အဲ့ဒါကိုမဲအောင်လှိုင်သိတယ်အဲ့တော့အဲ့ဒီလူတွေကိုထိုင်းကပတ်စိတ်တိုက်ပြီးလိုက်ဖမ်းအောင်တက်ဒီပြဿနာကိုဖန်တီးတာသိလားဟာမဲဆောက်မှာတရားဥပဒေမစိုးမိုးတော့ဘူးဓမြတွေရောက်နေပြီတခိုးတွေရောက်နေပြီဟမ်မဲဆောက်ကလုံခြုံရေးအားနဲ့လှကြီးလားဆိုပြီးတော့မဲဆောက်ကိုထိုင်းကစပယ်ရှယ်ပတ်စိတ်တိုက်ကင်တော့မှာပတ်စိတ်တိုက်မှွေနှောက်ပြီးဖမ်းတော့မှာပတ်စိတ်တိုက်ပြီးမှွေနှောက်ပြီးရှာတော့မှာအဲ့လိုဖမ်းရင်အဲ့လိုရှာရင်ဘသူတွေအများဆုံးခံရမလဲဆိုတော်လှန်ရေးသမားတွေအများဆုံးခံရမယ်စစ်ဘေးရှောင်တွေအများဆုံးခံရမယ်နိုင်ငံရေးသမားတွေအများဆုံးခံရမယ်ဟောဒါကြောင့်ဒီရွှေဆောင်ဓမြတိုက်တဲ့ပြဿနာဒီသွေးရိုးသားရိုးပြဿနာမဟုတ်တမင်တကာဖန်တီးတဲ့ပြဿနာလို့ဖို့ကတော့ယူဆတယ်ဘာလို့ဖန်တီးတာလဲဆိုရင်မဲဆောက်မှာလုံခြုံရေးအားနည်းတယ်တခိုးသမားတွေရောက်နေပြီအဲ့တော့မဲဆောက်ကိုထိုင်းဆိုရအနေနဲ့ပြစ်ထားလို့မရတော့ဘူးဆိုပြီးတော့အဲ့ဒီလိုအထင်မျိုးတက်ရအောင်ဒီပြဿနာကိုဖန်တီးတယ်အဲ့တော့ထိုင်းဆိုရကလည်းမဲဆောက်ကိုပတ်စိတ်တိုက်ရှာမယ်လုံခြုံရေးတွေတိတိကျကျဆောင်ရွက်မယ်ဥပဒေနဲ့မညီတဲ့သူတွေเนาะအထောက်အထားမရှိတဲ့သူတွေကိုဖမ်းမယ်အဲ့ဒီကြရင်တော်လှန်ရေးသမားတွေစစ်ပေးရှောင်တွေဒုက္ခရောက်မယ်အဲ့ဒီလိုဖြစ်အောင်ကိုဒါမဲအောင်လိုင်းစေအုပ်စုကတက်ကိုလုပ်တာဒီပြဿနာကိုတက်ကိုဖန်တီးတာဒါကြောင့်ဒီမဲဆောက်ရွှေဆိုင်ဓမြတိုက်ခံတဲ့ကိစ္စဒီပေါ်သေးသေးကိစ္စမဟုတ်ဘူးစစ်ပေးရှောင်တော်လှန်ရေးသမားနိုင်ငံရေးသမားအကုန်လုံးဒုက္ခရောက်မဲ့ပြဿနာဗျနောက်တာချီလိတ်မန္တလေး
အဝေးပြေးကတိမ်မှပြီးတော့9ယောက်သေတယ်25ယောက်ဒဏ်ရာရတယ်ဟောတာချီလိတ်မန္တလေးအဝေးပြေးကပေါ့နော်တိမ်မှပြီးတော့9ယောက်သေတယ်25ယောက်ဒဏ်ရာရတယ်ဟုတ်တယ်မဲဆောက်မှာရှိတဲ့တော်လန်ရေးသမားတွေနိုင်ငံရေးသမားတွေစစ်ပေးဆောင်တွေကိုတမန်ကဒုက္ခပေးခြင်းလို့စစ်တပ်ကဒီပြဿနာကိုဖန်တီးတာဗျပေါ်သေးသေးမဟုတ်ဘူးပေါ်သေးသေးမဟုတ်နောက်တောင်ကြီးမှာတရောင်းသားကလေးတွေပုံများလာတယ်တိုင်းပြည်လဲစင်းရဲမွဲတည်သွားပြီစောက်ပြတ်တက်သွားပြီလေနော်တောင်းစားမှရတော့မယ်တောင်းမစားရင်လဲခိုးစားဓမြတိုက်စားအနုချမ်းစီးစားဒီလိုပဲရတော့တယ်အခုကြည့်လေတိုင်းပြည်မှာခိုးဆိုးလူရက်တွေဓမြတွေပေါ်လို့အဲ့ဒါတွေအကုန်လုံးကခွေးတလိမ့်ဆန်ခွေးမာသာမဲအောင်နိုင်ကြောက်နော်ခွေးတလိမ့်ဆန်ခွေးမာသာမဲအောင်နိုင်ကြောက်အခုဆိုရင်ကလေးတွေကတရောင်းသားဖြစ်လူကြီးတွေကတခိုးဓမြဖြစ်လို့ကဲကောက်ကြသေးရလားဘိုးတို့တိုင်းမြေဟမ်အခုမင်းအောင်လှိုင်ကပူတင်နဲ့တွေ့ဖို့ဆိုပြီးတော့ရုရှားကိုသွားပြီတဲ့အဲ့တော့ဖဖို့ကဘာပြောချင်လဲဆိုရင်ပြည်သူကိုပေးခဲ့တဲ့ဒုက္ခတွေဝတ်မလဲပါစေနဲ့မြန်မာနိုင်ငံကိုခလုံးမတိုက်စူးမညိပဲနဲ့မင်းအောင်လှိုင်ချောမွေ့စွာပြန်ရောက်ပါစေလို့ပဲဖဖို့နေနဲ့စူတောင်းမြတ်တာပို့တာပေးပါတယ်ဗျာနော်တကကြီးမင်းအောင်လှိုင်ရုရှားကအပြန်ပြည်သူကိုပေးတဲ့ဒုက္ခတွေဝတ်မလဲပါစေနဲ့မြန်မာနိုင်ငံကိုခလုံးမတိုက်စူးမညိနဲ့ချောမွေ့ပြန်ရောက်ပါစေလို့ပဲဖဖို့နေတဲ့စူတောင်းမြတ်တာပို့